ငါတို့ဒီအာနာသိန်းသားနဲ့ဟိုခင်းစစ်တကဦးနေဝင်း ဟုတ်ကဲ့ပါ အသက်ဘယ်လောက်မှတည်သွားလဲ60ကျော်မှတည်သွားတယ် ဟုတ်ဟုတ် ဦးတန်းရွှေ အခုဒီမသေးသေး အခု ဘူး တည်းမတည်သေးဘူးအသက်60ကျော်ပြီ ဟုတ် နော်အခု तू ဟုတ်ကဲ့ နေအောင်မှာဘာဖြစ်လို့လဲဆိုတော့ तू တဘွားဆန်နေလေကွာ ရ အဲ့ထဲမှာငါမပေါအောင်ငါနေနေရတယ် ဟုတ်ပါပြီဟုတ်ပါပါ ငါမပေါအောင်ငါနေနေရတယ် ကိုလို့ယုံမို့တော့မစင်းစားနဲ့ ဒါပဲပေါ့ငါတို့ကကိုလို့ယုံမို့တော့မစက်မင်းဟောက်ချင်းချောင်းနေတာလား ဟုတ်ချင်းကြတော့မဟုတ်ပါဘူးဒီလိုပဲလေအမှုတွဲဆိုတာပါလာမှာပဲ အော်အမှုထဲပါလာလေမင်းတို့နှစ်ယောက်ရှိနေတဲ့ကိစ္စကိုကွာမင်းငါ့ကိုကာမမပေးနိုင်ဘူးကာမမပေးနိုင်လေမင်းတို့ဒိုးတော့ ဟုတ်ပါပြီဘာမို့ပေးတာတော့ ဟုတ်ပါပြီဆိုတော့မင်းတို့ဒိုးမှာလား မတိုးဘူးမတိုးပါဘူးဘာရဲ့ဟုတ်ပါပြီဆိုတာကတကယ်လို့ဖြစ်လာရင်လည်းအဘရဲ့ကျွန်တော်တို့လည်းဒါအဘကိုကာကွယ်ပေးမှာပေါ့ ဒါပေါ့မင်းအဲ့လိုမှမဟုတ်ဘူးဆိုလည်းမင်းငါနာမှမနေနဲ့လေ ဟုတ်ကဲ့ပါဟုတ်ကျွန်တော်တို့ကဘာနာနေကျွန်တော်တို့ကအဘကိုကျွန်တော်တို့အရှင်တော့မထွက်နိုင်ကျွန်တော်အသေးတော့ပဲ ဒါပဲမင်းတို့ကငါတို့အရင်တက်ဟာ တူကျွန်တော်တို့ဒါတိုက်ပွဲဝင်ကြမယ်ဒါကိုပြောတာပါ တေတူရှစ်မကွာ အဲ့ဒါဒီတပုံပြီးပြောတာပါ အဲ့လိုပြောပါဟာမင်းကပဲငါတို့ကိုပြန်တက်မင်းတို့နှစ်ယောက်ကပဲငါ့ကိုပြန်တက်မဲ့ပုံစံဖြစ်နေ မလုပ်ပါဘူးဘာအချိန်ချင်းခါတော့အိမ်မက်မှတ်ဘူးလေ အချင်းကတော့အိမ်မက်မဘူးတယ်တက်မဲ့တကယ်ကဟာ အိမ်မက်ပါလေဒါအိမ်မက်တော့မတက်နိုင်ဘူးလေ ဟာအိမ်မက်ထဲမှာလည်းမင်းငါ့ကိုတက်တယ်ဆိုတော့မင်းပါလေမင်းစိတ်ထဲမှာရှိလို့ပေါ့ အိမ်မက်ဆိုတာ तू မက်ချင်တာမက်မှာပေါ့ဘာရဲ့ကိုပြည့်နေတဲ့စကားနဲ့ဖြစ်တာမှမဟုတ်တာဘာရဲ့ တခြားလေးတော့ကွာမင်းတို့လည်းငါတိတ်ယုံရတော့တာမဟုတ်ဘူးမင်း ဟုတ်ကဲ့ပါကမှသိတာဟုတ်လေကျွန်တော်တို့ကဒီမွေးကလေးကဒီလိုမျိုးကျွန်တော်တို့ကအဲ့လိုပြောတတ်တယ်ဆိုတတ်တယ်လို့အဲ့ဒါကိုမသိဘူးလားဒါကိုမေးတာဘာရဲ့နော် နည်းနည်းများသွားပြီ နည်းနည်းများသွားပြီနော်ဗျာနော် နည်းနည်းများသွားပြီ ပြုတ်စီလေးနိုင်မယ်ဗျ ပြုတ်စီလေးဟောရွေ့နေရလား ကျွန်တော်ရောင်သွားလို့ねပြုတ်စီလေးနိုင်မယ်